တာကီအန်အော်သွားမိတဲ့စာချုပ်နဲ့လက်ထပ်ထားတဲ့ဇနီးကလက်ထပ်ပွဲလုပ်ပြီးနောက်တစ်နေ့မှာပဲနိုင်ငံခြားထွက်သွားခဲ့တာနှစ်နှလုံးလုံးသတင်းစာအနှမကြားရသလိုသူလစဉ်ပို့ပေးနေတဲ့ဇရိတ်ငွေကိုလည်းတစ်ကြက်မှမသုံးထားဘူးအစားကတော့တာကီထင်ထားတာဒီမိန်းကလေးဟာအချမ်းသာဆုံးမိသားစုရဲ့ငွေကြေးနဲ့ဂုဏ်သိက္ခာကိုမက်လို့လက်ထပ်တာလို့ပဲဒါကြောင့်ပထမဆုံးတွေ့တဲ့နေ့မှာတင်ဒီအိမ်အောင်ရေးဟာလူကြီးတွေစီစဉ်ပေးထားတာကဖြစ်ပြီးသူတို့နှစ်ယောက်ကြားမှာအချစ်မရှိဘူးလို့ရှင်းရှင်းလင်းလင်းပြောခဲ့တယ်ငါးနှစ်ပြည့်ရင်ငင်းငင်းချမ်းချမ်းကွာရှင်းကြမယ်လို့လည်းသဘောတူညီချက်ချခဲ့တဲ့ဒါပေမဲ့မိန်းကလေးကဘာမှမပြောဘဲအေးအေးဆေးဆေးခေါင်းကြီးလိုက်တဲ့ငင်းခုန်တာမရှိဘူးတာကီကိုနှစ်သက်အောင်စူးစမ်းတာလည်းမရှိဘူးသူမပိုတီငိမ့်လေးတာကီအတွက်ပိုထူးဆန်းလေးဖြစ်လာတယ်သူမမှာတခြားရွယ်ချက်တစ်ခုခုရှိနေတယ်လို့အမြဲခံစားနေရတယ်ဒါပေမဲ့တာကီမသိခဲ့တာကသူ့ရဲ့စာချုပ်ထဲကဇနီးဆိုတဲ့မိန်းကလေးဟာဘယ်တော့မှအားနေပြောညံ့တဲ့သူမဟုတ်ခဲ့တာပဲလွန်ခဲ့တဲ့နှစ်အတွင်းသူမဟာအနေအများတဲ့ဒေသတွေမှာအလုပ်လုပ်ခဲ့ပြီးစစ်ပွဲစုံတွေနဲ့တနက်တန်တွေကြားမှာတွာလာနေခဲ့တာတနေ့အဖိုးစီကဖုန်းဝင်လာတဲ့သူမရဲ့ကြီးပတာဝန်ပြီးသွားပေမဲ့စစ်ဒေသထဲမှာနောက်ထပ်နှစ်တိုင်ဆက်နေခဲ့ကြောင်းနောက်နေ့မှာကိုယ်တိုင်သွားကြိုပေးဖို့ပြောလာတာလေးစိတ်ကိုတွားခဲ့တာတာဝန်ကြောင့်လားသိကျင်စိတ်ကြောင့်လားဆိုတာတာကီကိုယ်တိုင်တော့မသေးချဘူးဒါပေမဲ့သူမကိုမြင်လိုက်တဲ့အခိုက်အတန့်မှာတော့အံ့အားသင့်သွားခဲ့တယ်အိမ်ပြန်ရောက်ပြီးနောက်သူ့ရဲ့အကြည့်တွေကသူမစီကနေမခွာနိုင်တော့ဘူးသူမဟာဘသူ့ကိုမှနှစ်သက်အောင်မကြိုးစားဘူးချမ်းသာတဲ့မိသားစုတွေရောက်နေရတာကိုလည်းအရေးမထားဘူးလူတိုင်းကိုရင်ကြေးဆက်ဆံပေးမဲ့တင့်တော်တဲ့အဆင့်တန်းတစ်ခုကိုတော့အမြဲထိန်းထားတဲ့ချမ်းသာဆုံးမိသားစုရဲ့ဂုဏ်ကျက်နဲ့စီးစိမ်တွေကသူမအတွက်ဘာဆွဲဆောင်မှုမှမရှိသလိုပဲနောက်ပိုင်းမိသားစုဝင်တွေကသူမရဲ့နောက်ခံအကြောင်းစုံစမ်းကြည့်တော့ဘာသာပြန်တယောက်သာဖြစ်နေတယ်အဲ့ဒီအခါအချို့လူတွေကအထင်သေးတဲ့အကြည့်တွေနဲ့ကြည့်လာကြတယ်တချို့ကတော့ဘာသာပြန်လို့ဆိုတာဘယ်လောက်ခက်မှလဲဆိုပြီးတမင်လောင်ပြောင်ကြတယ်ဒါပေမဲ့သူမကတော့အေးဆေးတည်ငြိမ်နေသေးပဲပြဿနာတက်မယ်လို့မျှော်လင့်ထားတဲ့သူတွေစိတ်ပြတ်သွားကြတယ်အဲ့ဒီအချိန်မှာပဲဦးလေးငယ်ရုတ်တရက်ရောက်လာပြီးစကားဝိုင်းကိုဖျက်လိုက်တဲ့သူကမနစ်ကမစ်ရှင်တစ်ခုအတွင်းသူမကိုတွေ့ဘူးကြောင်းပြောပြတယ်ပိတ်မိနေတဲ့အလုပ်သမားတွေကိုကယ်တင်ဖို့သူမဟာလက်နက်ကင်အဖွဲ့ရဲ့စခန်းထဲကိုတယောက်တည်းဝင်ခဲ့ဘူးပြီးစက်တနက်တွေနဲ့တောင်ရင်ဆိုင်ခဲ့ရတယ်လို့ဆိုတဲ့ဒီအကြောင်းတွေကြားပြီးနောက်မှတာကီဟာသူ့ဇနီးကိုပထမဆုံးအကြိမ်အလေးနက်ထားပြီးကြည့်မိတော့တယ်အဲ့ဒီအချိန်မှာပဲသဘောပေါက်သွားတာကသူမမြင်ဖူးတဲ့ကဘာဟာအချမ်းသာဆုံးမိသားစုရဲ့ကဘာထက်အများကြီးပိုကျယ်ပြန့်နေတယ်ဆိုတာပဲသူအမြဲကုန်ယူနေခဲ့တဲ့အဆင့်တန်းတွေကတော့သူမရဲ့မျက်လုံးထဲမှာဘာမှမဟုတ်တော့ဘူးလွန်ခဲ့တဲ့နှစ်ကပြောခဲ့တဲ့စကားတွေကိုပြန်တွေးမိတိုင်းတာကီအပြစ်ရှိသလိုခံစားလာရတဲ့ဒါကြောင့်သူမနဲ့ပိုနီးစပ်ဖို့ခွင့်ရေးရှာဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့မကြာခင်မှာပဲသူ့ဇနီးဟာထင်ထားတာထက်ပိုပြီးအလုပ်များနေကြောင်းသိလိုက်ရတယ်တခါတလေအတူစားတောက်ခွင့်ရတဲ့အခါတိုင်းလဲသူမအလုပ်လုပ်တဲ့နေရာနာကစားတောက်ဆိုင်တေးသေးလေးမှာပဲစားဖြစ်ကြတယ်ရိုးရိုးရှင်းရှင်းအစားအစာကိုအမြန်စားရင်အချိန်ကိုမကြာခဏကြည့်နေတတ်တဲ့တနေ့တော့တာကီရဲ့တငယ်ချင်းတွေကသူ့မိန်းမနဲ့တွေ့ကျင်နေမိတ်ဆက်ပေးပါလို့ပြောလာကြတဲ့အချိန်တော်ကြာစဉ်းစားပြီးနောက်သူကထမင်းစပွဲတစ်ခုစီစဉ်ဖို့သဘောတူလိုက်တယ်ဒါပေမဲ့သူမစီဖုန်းခေါ်လိုက်တဲ့အချိန်မှာတော့အမြဲတမ်းတည်ငြိမ်နေတတ်တဲ့တာကီတောင်ဘလို့စကားဆက်ရမလဲမသိတော့ဘူးတိတ်ဆိတ်နေတဲ့အချိန်မှာပဲဖုန်းတစ်ဖက်ကသူမရဲ့အေးဆေးတဲ့အတန်ထွက်လာခဲ့တယ်သူမကအားလုံးကိုကြိုသိနေတယ်လို့ပဲ